မျက်နှာပဲဆန်လာပါကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကအရင်ကရင့်ကျက်ပါတယ်ခင်ဗျာ traffic ကားတွေကလို့ပဲအောက်မှာခြေပြိုင်းမထောက်ထားနဲ့ဒီ6လောက်ရိုက်ပြပါလား ကျွန်တော်ဒီအသက်အရွယ်ဒီမမားရွေးပေးတဲ့အဲ့လိုခလေးလိုလိုအယုတ်အင်ကြီးဝင့်နေရတယ်ဆိုတော့ဗျာတဘာဝမကြတော့ဘူး ချစ်တာကတော့ကျွန်တော်တို့အကုန်လုံးကချစ်ပါကြောက်ပြီးယူသေးတာတော့သူကပို့ပြီးတော့ အောက်စီဆိုတာနဲ့လုံးဝအငြိမ်မဲလား နေတော့မနေဘူးနည်းနည်းလေးဖူးကလန်လေးပြောလိုက်သေးပြီးရင်မလုပ်ဘူးလားဆို လှုပ်တော့လှုပ်ပေးပါ ဒီနေ့ကတော့ဝေးဝေးကြီးကြောင်ပြောပြပါအောင်ဒါဘာကားလေးတစ်ချိန်မှလည်းဘူးလေးတွေ ပြောလိုက်လေမင်းကဘာလို့ကြည့် ပြောလေ ဟာဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ဟာပေါ့ရေးပါဆိုတဲ့ဒီဇာတ်ကားလေးမှာပေါ့နော်အဲကျွန်တော်တို့3ယောက်လုံးပထမဆုံးစုံတဲ့ဇာတ်ကားလေးပေါ့နော်အဲကားလေးအတွက်ကြော်ဝဲလာဖြစ်ပါတယ် ဟုတ်ပါတယ် ဟိုကမင်းတို့ပြောလိုက်မင်းတို့ကပို့ပြီးတော့ပြောလို့ကောင်း ကျွန်တော် character ကတော့ main စီပေါ့နော် main စီဆိုတော့သူကဟိုသူ့မိလင်းရင်အရက်ခိုးတောက်တယ်ပေါ့နော်ခိုးတောက်တယ်ပြီးရချင်းဆောင်းမရှိဘူးပေါ့နော် ပြင်းရတိုင်း ဟုတ်ပါဘူးမရတယ်အဲ့တော့နေမှာနဲ့အဲ့လိုမပြောပါနဲ့ဟုတ်တာဟုတ်ပါဘူးအဲ့လိုပေါ့နော်သူ့မိလင်းအရက်ခိုးတောက်တယ်ပြီးတော့ကျတော့အဲ့လိုဆောင်းမရှိဘူးပေါ့ဗျာကျော်ကြီးကကျတော့ဟိုပါဘဝသမားလေးဟုတ်ပါဘူးဟိုရှေးရောင်းတာလား ရေရောင်းကျော်ကြီးကတော့ရေရောင်းနဲ့မောင်ငိမ့်ဆိုတဲ့ကာရီတာလေးပေါ့နော်ရေရောင်းနဲ့အပြိုကြီးမမကိုကြောင်တာပေါ့နော်လွင်ရင်းနဲ့အပြိုင်ကြောင်ရမှာလွင်ရင်းနဲ့အပြိုင်ကြောင်ပါပါအဲ့တော့ပါပဲဟုတ် ကျွန်တော်ကတော်မီပါတော်မီကဘယ်လိုပြောရမလဲဟိုကအိမ်ကပတ်စံရှိရဘာညာပြောမလားဟိုလှုပ်ရှင်တိုင်းလှုပ်တဲ့ကောင်ပေါ့နော်အဲ့လိုနေရပါ ပြင်းရတိုင်း ပြင်းဘဝသမားလေးပါအပြင်မှာဘဝသမားပါအလုပ်လုပ်ရပါ ဒီအလုံးမတည့်ရစား ဟုတ်ပါရဲ့မမေလည်းစီအောင်ပေးရပါတယ်အဲ့တော့လာပြီးဝယ်ကြပါအောင်လို့ ကြံရလေးရတယ် ဒီခါတော့3ယောက်လုံးဆုံးရမယ်နော် ဟုတ်ပါတယ် 3ယောက်စုံပြီဆိုတော့ဒီရှူတယ်မှာဘယ်လောက်တောင်မှကဲကြမလဲကားကကြံကားလည်းဖြစ်တာ မကဲလာဘူး ဟုတ်လား ဘာလို့လဲကျွန်တော်ဆိုရင်သူတို့နဲ့တခုမှတိတ်တွေ့တာမပါဘူး 3ယောက်ကပေါင်းနေရတော့မဟုတ်နော်ကိုကဘာနဲ့ကို ကိုဘွားနဲ့ကိုပဲကိုကန့်နဲ့ကိုနေရ ကိုကနဲ့ စုံပါ ပါတော့ပါပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ကြောင့်နည်းနည်းနေပါတယ်အဲဒါကြောင့် ဆိုပြစ်ပေတာ ခေါ်ကြီးကတော့ချမ်းသာပါတော့ကျွန် ဟော တော် ကြောနဲ့ဆိုပြစ်ပေတာ အားဘော ကာရိုက်တာလေး ထီးကြံပါတယ်အဲ့လိုတွေးရင်းနဲ့ မျက်ရည်တော့ကြာဟုတ်ပါမီဒီယာရှိမှာပေါ့ အဲ့လိုလုံးပါဟုတ်ပါဘူးလုံးလုံးလုံး ဒီကျူးလာကြမယ်ဘယ်လိုလုပ်ရမလဲဆိုတာခံစားမှုလို့ လူတွေ ပေါ့3ယောက်လုံးပါတယ်ပထမဆုံးကားဆိုတော့ဒါကျွန်တော်အရင်တည်းကလည်းဒီလို3ယောက်လုံးပါတဲ့ series လေးတစ်ခုရိုက်ချင်တာပေါ့နော်အဲ့တော့3ယောက်လုံးအတွက်ပထမဆုံးအမှတ်တရလေးလည်းဖြစ်တယ်အဲ့တော့ဟိုကျွန်တော်တို့ ဟာတာကားလေးလည်းဖြစ်တယ် ဟာတာကားလေးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကြည့်နေတဲ့ပရိသတ်တွေနဲ့လည်းဟိုမစိမ့်သွားတဲ့ဇလန်လေးဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့3ယောက်လုံးအကောင်းဆုံးကြိုးစားပါမယ်အားလုံးပဲစောင့်ကြည့်ပေးပါ ဟုတ်ကဲ့ 3ယောက်စလုံးကနော်ဟိုဇလန်နဲ့တွေမှာကြားလို့ရှိရင်တွတ်တလောက်အပြင်ရတယ်လုံးဝအေးသွားတယ်အဲ့ဒါပါပဲ ဒါကျွန်တော်တို့ရဲ့ original တည်ငြိမ်ခြင်းပေါ့နော်အဲ့ဒါကိုတော့ဖျက်ပြလို့မရပါဘူးခင်ဗျာဟုတ် သူပြောတဲ့အတိုင်းပါ ပြီးရောပြောတဲ့အတိုင်းပါပဲ တူတူပဲကျွန်တော်တို့ကဇက်ရုပ်ကိုပြီးပြောင်းသေဥဆောင်လို့เนาะအဲ့လိုဖြစ်သွားမှန်တော့အပြင်မှာတည်ငိမ် ဟုတ်ပါတယ် မကြီးနဲ့တည်ငိမ်အခုတော့နေရ လေကတော့နဲ့ပစုနဲ့ ဟုတ်ကဲ့ပါအဲ့တော့3ယောက်စလုံးကနောက်ဆုံးတင်လာတဲ့ဟိုဗီဒီယိုဖိုင်လေးတိုင်းပေါ့ဒါလုံးဝမမားပိုင်းနေပြီပဲလားပြောပြရောဟုတ်ပါဘူးအဲ့ဒါလုံးဝမမားပိုင်းနဲ့တူတယ်အဲ့ဒါတော့တကယ်ဟုတ်တယ်မလားနော်ဒီလိုထောက်ခံတယ်မလား ဟုတ်တယ် မမားပပအော်မမား ပပ ပါ ပပွိုင်းအကုန်သိနေဘယ်လိုလုပ်လဲမင်း ပေါ်ပါနော် ပေါ်ကုန် မင်းတို့ရိုက်ခိုင်းလို့ ဟောဒီကြောင်ရိုက်လိုက်ဖြစ်သွားတာ ဟာဒီအိမ်ကကိုမမားကိုယ်တိုင်ရွေးပေးတာလေကျွန်တော်ဒီအသက်အရွယ်ဒီမမားရွေးပေးတဲ့အဲ့လိုခလေးလိုလိုအယုတ်အင်ကြီးဝင့်နေရတယ်ဆိုတော့ဗျာတဘာဝမကြတော့ဘူးဗျာ ဟုတ်စီရလူချာလေးပူပြီးခလေးဆက်လေးဆက်ပါလေပေါ့မျက်နှာလေးอ่ะ မျက်နှာပဲဆန်လာပါကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကအရင်ကရင့်ကျက်ပါတယ်ခင်ဗျာ traffic ကားတွေကလို့ပဲကြီးလာလေးပြန်ငယ်သွားတာမတော့အခုအသက်60လောက်ရှိ ခြေလာတယ်လို့ပဲ ဟာဒီလိုပါပဲ အောက်မှာခြေပြိုင်းမထောက်ထားနဲ့ဒီကောင် 6လောက်ရိုက်ပြပါလား တက်လိုက်ရ အာ ဘယ်စလုံးမှာဘသူကအမေတွေအဖေတွေကိုပို့ပြီးတော့ချစ်ကြောက်ယူသေးရတယ်
ရှစ်တာကတော့ကျွန်တော်တို့အကုန်လုံးကချစ်ပါတယ်ကြောက်ပြီးယူသေးတာတော့သူကပို့ပြီးတော့ အောက်စီဆိုတာနဲ့လုံးဝအငြိမ်ပဲလား နေတော့မနေနည်းနည်းလေးဘူးကလန်လေးပြောလိုက်သေးပြီးရင်မလုပ်လားလို့ လှုပ်တော့လှုပ်ပေးပါ အခုတကယ်ချင်း3ယောက်ကဒါတော်တော်လေးကြာမှဟိုတပုတ်အဲ့လိုမျိုးရိုက်ဖြစ်တယ်နဲ့တူတယ်เนาะပြောပြပါဦး အကြာကြီးနေမှာတော့မဟုတ်ဘူးပေါ့နော်ရိုက်တော့ရိုက်ဖြစ်ပါတယ်ဒါပေမဲ့ဟိုအရင်တုန်းကတော့ဘယ်လိုပြောမလဲအများကြီးမတက်တော့မဟုတ်လေစကားအဲ့လိုမပြောอ่ะအများကြီးမတက်တော့ဘူးနည်းနည်းပဲတက်တော့ဘာတင်ပြီ အဲ့လိုပေါ့နော်ရေတော့အဲ့လိုတော့အဲ့လိုဇက်တိုက်နေပါမဟုတ်တော့ဘဲနဲ့အဲ့လိုနည်းနည်းလေးကြာတော့မှတပုတ်အဲ့လိုလေးဖြစ်သွားပါတယ် ဟုတ်ကဲ့ကောဒီလိုလည်းပတ်သက်ပြီးပါတယ်ရှိတယ်ပြီးတော့တခြား channel တွေမှာရောပါတယ်တင်ထားရှိတယ်ထုံးလုံးနဲ့ရိုက်တဲ့ဟာမျိုးတွေတခြားအောင်လက်ခံတာရှိနေလား ဟုတ်ကဲ့လက်ခံတာတော့ရှိပါတယ်ဒါပေမဲ့အဲ့မဟိုတေချာပြောပြလို့မရသေးဘူးပေါ့နော်ပြီးတော့ဟိုအခုဒီချိန်လေးတက်တယ်လို့မျိုးနောက်တက်ဖို့လည်းရှိပါတယ်ဒါပေမဲ့ဟိုဟာအားလုံးဟိုအဖြစ်ထပ်ပြီးတော့ပြောပြပါမယ် အိမ်လေးတက်တာ ထိုးအိမ်လေးနောက်တစ်ခု ဒီနေ့ပဲဝင်သွားလိုက်ဒီနေ့သွား တကယ်ချင်းနေရတယ်အမြင်နဲ့တစ်ခုလုပ်ပြီးဆိုတော့သူတွေအဲ့လိုမျိုးစီစီလုံးလုံးရှိကြတာ ရှိပါတယ်တခါလေသူတခုရိုက်နေကျွန်တော်လည်းမသိဘူးပေါ့နော်တက်လာမှသိရတယ်ရှိပါတယ်သူကမဟုတ်ပါဘူး နင်းစီလို့ မပြောပြတာတခါလေကြာမပြောပြတာဘယ်เจ้าကပေါ်ညီခုံးပြလဲဆိုကျွန်တော်တို့က နင်းနော် ဟာ အကုန်နင်းအဲ့လိုအတီးညင်းတာမဟုတ်လို့ရှောက်ပြီးတော့လေ အတီးရညင်းနေတခါလေ တီးတဲ့တစ်ခါလေးတော့ညင်းဒါပေမဲ့ရှောက်ပြီးတော့အဲ့လိုရှောက်ပြောပြီးညင်းနေရအများနော် तू ကတာဆိုရင်ကိုကဟိုပေါ့နော် तू ကတီဆိုကိုကဟိုအဲ့လိုမျိုးရှောက်ကနန်းလိုက်လောက်တာပေါ့ကန်လန်တိုက် ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီရေတွေပါတွေဆိုတဲ့ဇာတ်ကားလေးကိုပေါ့နော် April လ9ရက်နေ့ April 9ရက်နေ့ Fortune TV မှာညနေ8နာရီဆိုလို့ရှိရင်စပြီးတော့ပြမယ်ပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော်တို့စောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးကြပါဦး ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပါမယ်တကြံမတ်တရဆိုတော်တော်ပြောရခက်တယ် တစ်ခုရှိတယ်နော် အဲ့တော့ပါလားမသိဘူးသူအဲ့လိုတငယ်ချင်းတယောက်ရှိတယ်အဲ့လိုမျိုးကျွန်တော်တကြံကားနဲ့ထွက်လေတဲ့အချိန်မှာပေါ့နော်ပျောက်သွားလုံးဝပျောက်သွားတဲ့အချိန်မှာကိုယ်ကမပြောနိုင်တော့ဒီကောင်ဘယ်ရောက်သွားလဲဆိုကျွန်တော်တို့မှလိုက်ရှာလူတွေကလည်းအများကြီးပဲအဲ့ဒီအချိန်မှာသူကအဲ့လိုမျိုးပေါ့ဟိုအဲ့နဲ့လိုက်ရှာရင်လည်းကားတော်ကြီးကလည်းငါတို့ကားမောင်းပြီးရှာမယ်ဆိုကားနဲ့ပတ်ရှာတဲ့အချိန်မှာလမ်းထိပ်မှာသူကပလင်းနှလုံးနဲ့ကနေတာအော်လို့ကျေးဇူးတင်တယ်လို့အဲ့မှာအကုန်လုံးလည်းအဲ့မှာဝိုင်းပြီးတော့ဆဲကြတာပေါ့နော်သူအဲ့လိုမျိုးအဲ့လေးကတော့အမှတ်တရပေါ့အဲ့လိုမျိုးပါလား ပါ ပါနော်3ယောက်နော် နံပါတ် အတူတူပဲငါတို့ပဲ အဲ့တော့အခုဒီကားလေးရဲ့ဒီဇိုင်းလေးရတော့မဆိုတော့ဒီဂျန်ကားလေးတွေလည်းချစ်တင်ပြီးတော့ပြည်လေးနဲ့နှုတ်ဆက်စကားလေးပြောပြတော့နော် ဟုတ်ကဲ့အဓိကကတော့ဗောနော်အဓိကကျွန်တော်တို့ကဒီဗီဒီယိုတွေမှာတော့အမြဲတွေ့ရတယ် series တွေမှာမတွေ့ရတဲ့အတွက်ကျွန်တော်တို့3ယောက်စုံနဲ့ပထမဆုံးဖြစ်တဲ့အတွက်ဟိုအားပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျာ ပြပါအာတလေးလည်းအများကြီးပဲနော်လုံးဝဒီကြလေးအဲ့လိုပပလေးထည့်တာထူထူလေးထည့်တာအများကြီးပဲရီနေရကျွန်တော်တို့ချင်းချင်းတော့ဟို street တိုင်ကိုရီနေရဆိုတော့ပိတ်သက်တွေလည်း ရှိရ ရီမောပျော်ရွှင်ရမယ်လို့ယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ထွက်လာတဲ့အချိန်ကျရင်လည်းအားပေးကြပါဦးခင်ဗျာ